မိဘတို့မှာရှိမြဲအပ်ပါသောဗုဒ္ဓဒါရတသင်္ကဟောမင်္ဂလာအာမိတ္တနုဂဟဓမ္မနုဂဟဟောတော်မူရာဒေသနာဖယားသာသနာအမွေခံယူကာမိဘတို့မှာရှိမြဲအပ်ပါသောဗုဒ္ဓဒါရတသင်္ကဟောမင်္ဂလာအာမိတ္တနုဂဟဓမ္မနုဂဟဟောတော်မူရာဒေသနာဖယားသာသနာအမွေခံယူကာသာမဏေရပပိဇာမြောင်ရှိမြတ်မိသာတိယာရှုမညီသမီးယရနာခန္ဓာဝေဇနာနာတမင်္ဂလာသာမဏေရပပိဇာမြောင်ရှိမြတ်မိသာတိယာရှုမညီသမီးယရနာခန္ဓာဝေဇနာနာတမင်္ဂလာသာသနာပရိဘောဂတိယဓမ္မဒါရပလူကအနုဂဟမေဃဥစ္စာနိဗ္ဗာန်ရလိဘဝတိုင်အောင်ပရိတောအတူတကွာနာပါယမိလေးမြတ်လာစွာဤကောင်းမှုပြုရကျူငါအာသဘောတရားတို့ဖြင့်ရာကုန်များတရားပရိတောအတူတကွာနာပါယမိလေးမြတ်လာစွာဤကောင်းမှုပြုရကျူငါအာသဘောတရားတို့ဖြင့်ရာကုန်များမ
လို့အနောက်ကိုယ်တ